တည်တန်းစာကိုမရှိတော့တဲ့နောက်အမိုးကောင်းကင်အောက်မှာတစုံတယောက်ကိုရှာနေတဲ့ငှက်ကလေးလွမ်းတီးဖွဲ့ဆိုနေချေရသူကြီးနားဆင်ပြီးပါတနာလို့ပဲဖြစ်ဖြစ်ကြားလို့ပဲဖြစ်ဖြစ်ယူရရင်းနဲ့အလံဝေးအလေးချပန်းကလေးတွေဟာမျက်နှာငယ်ရှာတယ်လေချေရသူကြီးအနည်းမချွေမိပါဘူးနဲ့လမ်းကြုံလို့ပဲဖြစ်ဖြစ်ရဟန်းမထုံလို့ပဲဖြစ်ဖြစ်တကယ်လို့များနှင်းမုံကြီးချာခေါ်ဆောင်ဝရဝါချတဲ့အခါမှာလေချေရသူကြီးခွန့်လွတ်ပြီးချောင်းမမမြူနေတော့နော်ခါတီးလွင်းရင်လည်းဖြစ်ဖြစ်နားကြီးလွင်းရင်လည်းဖြစ်ဖြစ်ခွင့်မပြုလဲဝိညာဉ်တစ်ခုဟာမင်းအနားမှာအမြဲလိုက်ပါနေတယ်ချေရသူရဲ့လူရှိပြရစီပဲမိုးတဲတဲမှာပဲဖြစ်ဖြစ်နေဘူးချင်းချင်းမှာပဲဖြစ်ဖြစ်